မိုဘိုင်းလိကျန်ကနေဒိုင်းမိုးနေဖုန်းတွေပေးနေအောင်သိကြလိုက်ဗျမသိကြသေးဘူးဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြကြပါအောင်ဗျတိပံဝင်ချင်းမှာပဲအခမဲ့3ချိန်ကန်ဆန်းခွေရပါမယ်3ချိန်လဲလဲလို့ကိုကစိန်လည်းမပေါက်ဘူးဖုန်းလည်းမပေါက်ဘူးဆိုရင်စိန်မကောင်းမဖြစ်ကြပါနဲ့ငွေတင်ကားပြားလေးရပါလိမ့်မယ်ငွေတင်ကားပြားလေးနဲ့ကျွန်တော်တို့စိန်တွေပတ်ဆက်တွေကိုသွားလဲလို့ရပါသေးတယ်ဘယ်လိုလဲရမလဲဆိုရင်ညာဘက်အပေါ်တောင်းလေးမှာလဲရယူမိဆိုတဲ့စာလေးပါပါတယ်အဲ့အလေးကိုတစ်ချက်နှိပ်ပါကျွန်တော်ရထားတယ်လက်ရှိ9ပမာဏဘယ်လောက်လဲဆိုတာဖုန်းထဲမှာပေါ်ပါလိမ့်မယ်သူကအနည်းဆုံး9000နဲ့စလဲလို့ရပါမယ်အခုစီမှာရွှေ9000ရှိရင် diamond နဲ့လဲရမယ်ကျွန်တော်တို့ basic skin ထဲမှာတဲ့ vein skin alpha skin ruby skin halo skin harley skin hacker skin လို့လဲလို့ရပါသေးတယ်အလုံး skin ထဲမှာလည်း lancelot skin kakura skin flores skin granger skin လို့လဲထက်လဲလို့ရပါတယ်ကိုမှရွှေ3သိန်းရှိရဆိုရင် diamond 400ရပါမယ်ရွှေ2သိန်းခွဲရှိရဆိုရင်ကျွန်တော်တို့ပတ်ဆက်3000ခွဲနဲ့ diamond 1000ကိုလဲထက်ပြီးတော့လဲလို့ရပါသေးတယ်ဘယ်လိုဝင်ရမလဲမသိသေးတဲ့သူတွေအတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်မှာလင်းလေးချပေးထားပါမယ်လင်းလေးကနေတစ်ဆင့်တွားရောက်ကတ်ဆန်းခဲ့ကြပါအောင်ဗျစိန်နေဖုန်းတွေအများဆုံးပေါက်ကြပါစေ